မင်္ဂလာပါရှင်ကျင်းကားတီးရင်ချိုလေးချက်စားဖြစ်ပါတယ်ရှင်ရှိတောက်ကီမိုလေးထည့်ပြီးတော့အရန်ကိုစားလို့ကောင်းပါတယ်ရှင်ကလေးလူကြီးသုံးဆောင်နိုင်ပါတယ်ရှင်ဘာလို့ဆိုတော့ဒီချက်ဟင်ကားတီးဟင်ချိုကမခါဘူးပေါ့နော်ဒါကဟင်းကျူချက်မို့စပြုတ်ရီချက်နေပါတယ်ရှင်ဝန်နံယူလေးတွေကိုပပဆူနေတဲ့ရေဘူးဦးရဲထည့်ပြီးတော့ချစ်တုံဖြူနနံပင်မိနည်းငယ်နဲ့အယူကောင်းစီနည်းငယ်ထည့်ပြီးတော့မြေလက်လက်လုံးမှာထားပြီးတော့ဟင်းကျူစပြုတ်ရီချက်ထားတာပေါ့နော်ဒါကတော့အစာသိမ့်မှုပါပစွန်လေးအနှဲငယ်နဲ့ဝက်သားစင်းနှဲငယ်ပြီးတော့ကကြာစံလေးအနှဲငယ်ရေးစင်ပြီးတော့တေးသေးလေးဟိုစင်ထားပေးတာပေါ့နော်ဒီတဲကိုအရသာနေနဲ့ငရုတ်ကောင်းမှုဖြူစီငံပြရီကြီးနဲ့ပြောင်းခုံမှုအနှဲငယ်ဒါကတော့အခန်းမရှိနေတာနဲ့ချစ်တုံဖြူမုံနှဲငယ်ထည့်ပါတယ်သူကတော့မရှိလည်းမထည့်ရပါတယ်ရှင်ညနေတမတွားအောင်နဲ့ထားပေးလိုက်ပါမယ်ညနေဘူးကချင်းကဒီလေးတွေကိုအနီတော်လေးတုံးပြီးတော့အထဲကစာလေးတွေထုတ်ထားတာပေါ့နော်ပြီးတာနဲ့ဒါတော့စားရည်နဲ့စိန်ထားတာပေါ့နော်7မိနစ်လောက်ပြီးတာနဲ့သူ့ကိုခုနကတမတာအောင်နေထားတဲ့ဝက်သားနဲ့ပစွန်စင်းလေးကိုထည့်ပါမယ်ဒီချင်းကဒီကကိုလိုတလူတုံးလို့ရတယ်ပေါ့နော်ဒီထက်ရှိလဲရတယ်ဒီထက်အတုံးသေးလဲရတယ်ကိုနှစ်တလူတုံးလို့ရတယ်ပေါ့နော်ဒါတော့ပစွန်လေးတွေဟိုအလှစင်တာပေါ့နော်ဒါမလုပ်လဲရတယ်ဒီလိုလေးတွေလုပ်သွားပေးလိုက်ပါမယ်ရှင်တခုချင်းစီကိုဒီဟင်းချိုကအရင်ရတာရှိတာပေါ့နော်ခလေးလေးရစားလို့ရတယ်ဘာလို့ဆိုတော့ तू ကမခါဘူးပေါ့နော်ထိုင်းမှာဆိုရင်ဒီဟင်းချိုကဟိုထိုင်းသမင်းဆိုင်တော်တော်များများမှာတွေ့ရပါမယ်ရှင်ခုဆိုရင်ဒီလိုလေးထပ်သွားပေးလိုက်တာပြီးပါပြီရှင်ပြီးတာနဲ့ခုနပြုတ်ထားတဲ့စပြုတ်ရီဘူးမှာအမြုပ်လေးတွေခတ်ထုတ်မယ်ပြီးတာနဲ့သူ့အယိုးလေးတွေကိုဆယ်ထုတ်ပါမယ်ရှင်ပြီးတာနဲ့ခုနအစားတော့ထားတဲ့ကျင်းကားဒီလေးတွေထည့်ပါမယ်ရှင်ပြီးတာနဲ့ရှိတာကီမိုလေးတွေထည့်ပါမယ်မူလာဦးနေကြတော့နောက်ဆုံးမှပဲထည့်ပါမယ်ရှင်သူကအကျစ်လွယ်လို့ပါရှင်ခုနပြီးတာနဲ့အစားထုတ်ပြီးတော့ပိုနေတဲ့ဝက်သားစင်းလေးတွေကိုအလုံးလေးတွေလုံပြီးထည့်ပါမယ်ရှင်အမြုပ်လေးတွေလည်းအခက်ထုတ်ပေးဖို့မမေ့ပါနဲ့ရှင်တဲ့ကိုရတာနေနဲ့အစားနဲ့ငယ်သားမို့ဒါကတော့ပဲငံပြန်ကြီးပါရှင်အရတာကတော့ကိုကြိုင်နေတဲ့လို့ထဲလို့ရပါတယ်ရှင်ပြီးရနဲ့တအောင်လေးဆူလာတာနဲ့မူလာဦးနီလေးနောက်ဆုံးထည့်ပါမယ်ရှင်ကြည့်ပါအောင်ရှင်စားရှင်စရာလေးပါကလေးလူကြီးသုံးဆောင်နိုင်ပါတယ်ရှင်အရန်ကိုအရသာရှိတာပေါ့နော်မှုလေးတွေရှိတဲ့စီကိုမှုလေးတွေအရန်ကြိုက်ကြတာသူ့ကိုလက်လက်ဟိုပြောမယ်လက်လက်ဆက်ဆက်မှုပေါ့နော်တချို့တစ်ခါတလေမရှိဘူးပေါ့နော်ရှိတာကြီးမှုကဝယ်ဖို့အဲ့ဆိုရင်အချောက်ကိုရေးစင်ပြီးတော့ထည့်လို့ရပါတယ်ရှင်ခုဆိုရင်အရန်ကိုရတာရှိတဲ့ကျင်းကားဒီဟင်းချိုလေးတွေရပါပြီရှင်အဲ့လိုစားကြည့်ပါရှင်အလုံးမဲ့ကောင်းသောနေ့လေးဖြစ်ပါစေရှင်နောက်ဗီဒီယိုလေးမှာထပ်ဆုံပါမယ်ရှင်